ဝိတ်ချအစီချတဲ့အချိန်မှာလုံးဝမစားသင့်တဲ့အစားအသောက်၄မျိုးနံပါတ်1အနေနဲ့ alcohol ကျွန်တော်တို့ alcohol ကခန္ဓာကိုယ်အတွက်ပါကောင်းကျိုးမှမပေးတဲ့ပြင်ခုနောက်ပိုင်းလူငယ်တွေအရင်တောက်သုံးလာတဲ့ကြားတဲ့အပေါ်မှာကျွန်တော်တို့အလုပ်တွေပြတ်တယ်အစားအသောက်တွေပြတ်တယ်အဲ့ချိန်တွေမှန်တဲ့အပေါ်မှာလုံးဝဝိတ်ချတဲ့အချိန်မှာတောက်သုံးဖို့အဆင်မပြေပါဘူးနော်နံပါတ်2အနေကြတော့ကျွန်တော်တို့ဒီကြော်စာမျိုးဒီကြဝေးစမူစာချက်ကြော်အာလူကြော်စသဖြင့်ပေါ့နော်အဲ့ဒါအစားအစာတွေကလည်းပမာဏသာနေတာဝင်သွားတဲ့ကီလိုရီကအများများတဲ့အတွက်ကိုဝိတ်ချတဲ့ process မှာအရန်နှောင့်နှေးစေပါတယ်နံပါတ်3အနေနဲ့ကြတော့ကြားအရန်များတဲ့အစားအစာတွေကျွန်တော်တို့မုံနေဆိုရင်ဒိုနက်တို့ဒီကေမိုတို့ပါတော့เนาะပြီးလို့ရှိရင်ကျွန်တော်တို့အချွေမျိုးမျိုး energy drink တို့เนาะအသီးဖြော်ရည်တွေပေါ့เนาะအသီးဖြော်ရည်တွေကလည်းကျွန်တော်တို့ပမာဏကသာနည်းနည်းလေးအထက်မှာပါဝင်တဲ့ရှုဂါများတယ်ဘာလို့ဆိုရင်ကျွန်တော်တို့ဒီအသီးဖြော်ရည်ဒီလောက်တစ်ခွက်ရဖို့ကိုအသီးနှလုံးသုံးလုံးလောက်ကိုချိန်ပြီးဖြော်ရတဲ့ပုံမှာရှုဂါလည်းရမ်းများတဲ့အတွက်ကိုအသီးဖြော်ရည်လည်းမတောက်သုံးသင့်ပါဘူးနံပါတ်4အနေနဲ့ကျတော့ကျွန်တော်တို့ processed food တွေ junk food တွေအထက်ခါကကြော်လောချက်ပြုတ်ပြင်ဆင်ထားတဲ့အစားအစာတွေပြီးလို့ရှိရင်တာချေခံဆေးတွေသုံးထားတဲ့အစားအစာတွေခောက်ဆွဲပြုတ်တို့ခောက်ဆွဲထုတ်တို့ပေါ့နော်အဲ့ဒါအစားအစာတွေပြီးလို့ရှိရင်ကျွန်တော်တို့အသားတွေဝက်ဥချောင်းတို့ဒီဝက်ဥချောင်းတို့ကြက်ဥချောင်းတို့အဲ့တဲ့အစားအစာတွေဟမ်ဘာဂါတို့အဲ့တဲ့အစားအစာတွေကစားသုံးဖို့လုံးဝအဆင်မပြေပါဘူးအဲ့ဒီအစားအစာတွေကျွန်တော်ရှောင်ကျဉ်နိုင်မယ်ဆိုရင်ကျွန်တော်ဝေးချတဲ့အချိန်မှာပို့ပြီးတော့တိုးတက်မှုရှိမယ်မြန်ဆန်မှုရှိမယ်ပို့ပြီးတော့လွယ်ကူမှာဖြစ်ပါတယ်